မင်္ဂလာပါဒီဗီဒီယိုမှာတော့ Redmi K30 5G တောင်းကို Google Play Store ထည့်တဲ့နည်းလမ်းလေးကိုပြောပြပေးသွားပါမယ်အဲ့တော့ Google Play Store မထည့်ခင်ရှုပ်နေတဲ့ Tail app တွေသုံးမလို့တဲ့ app တွေကိုကျွန်တော်တို့အရင်ဖြတ်ပြမယ်နော်ဖြတ်ဖို့အတွက်ကို File Manager ထဲဝင်မယ်ပြီးလို့ရှိရင် agree နှိပ်ပေးလိုက်ပါတော့ဒီကောင်ကအသစ်ဖြစ်နေတယ်ဆိုတော့ပြီးလို့ရှိရင်ဒီဘေးရဲ့အဆက်30ကိုနှိပ်ပြီးလို့ရှိရင် clean app ကိုနှိပ်မယ် agree ကိုနှိပ် K ဒီမှာဆိုသူ second လောက်နေတယ်ဟုတ်ပြီဒါဆိုလို့ရှိရင် clean app ကိုနှိပ်ပြလိုက်ပါနော် okay ဒါဆိုဒါမျိုးပေါ်လာပြီဒါမျိုးပေါ်လာပြီဆိုလို့ရှိရင်ဒီအောက်နာလေးက app တွေကိုဝင်လိုက်မယ် okay ဒါမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ app ရှိတဲ့ app တွေကိုအကုန်လုံး select လုပ်လိုက်ပါနော်သုံးထားမရှိတဲ့ app လေးတွေပေါ့နော်အဲကြောင့်မို့ဒီကောင်းလေးအကုန်ဖြတ်ပြမယ်ပြီးလို့ရှိရင် install ကိုနှိပ်လိုက်နော်โอเคဒါဖြတ်ပေါ်ပြီဆိုလို့ရှိရင်ပြန်ထွက်မယ်โอเคဒါဆိုလို့ရှိရင်ဒီမှာထပ်မလို့တဲ့ဟာတွေထပ်ပြီးတော့ထပ်ဖြတ်လိုက်နော်ဒီအပြင်ကျွန်တော်တို့3ထားမရှိဘူးဆိုတော့အကုန် remove လုပ်လိုက်မယ်ဒီဘောလာလည်းမတောင်းဘူးနော်โอเคအဲ့တော့ဒီလာပဲကျန်တော့တယ်နော်ဒီလာပဲကျန်တော့တယ်ဆိုလို့ရှိရင်ဒီဘက်ချမ်းဆွဲလာလို့ရှိရင်ဒါမျိုးပေါ်နေတယ်ဒါမျိုးဒီကောင်ကိုပိတ်ကျင်တယ်ပြီးလို့ရှိရင်ဒီအောက်ကဒီစက်ဘာကိုပိတ်ကျင်တယ်ပေါ့နော်ပြီးလို့ရှိရင်အလဲနားလောက်ဆွဲရင်ဒီလိုမျိုးတရုတ်ဆိုင်နဲ့တရုတ်ဆိုင်လေးရောက်ရတဲ့ဟာပေါ့နော်ဒီကောင်လေးကိုပိတ်ကျင်တယ်โอเคအဲ့ဒါပိတ်ဖို့တော့ကိုကျွန်တော် setting နဲ့တွားလိုက်မယ်ပြီးလို့ရှိရင် home screen နဲ့ဝင်လိုက်မယ်ပြီးလို့ရှိရင်ဒီ home screen နေရာမှာဒီ home screen မဟုတ်ဒီ home screen ရဲ့အောက်ကဒီကောင်လေးကိုတစ်ချက်ပိတ်လိုက်မယ်နော်။ဘာလေးကိုပိတ်လိုက်မယ်။ပြီးလို့ရှိရင် home screen စပ်ဘာကိုပိတ်လိုက်မယ်။ Okay ပြီးလို့ရှိရင် home screen နဲ့ကိုတစ်ချက်ဝင်လိုက်မယ်။ပြီးလို့ရှိရင် swipe up on the home screen ဆိုပြီးတော့ဒီကောင်ကို name မှာနှိပ်လိုက်မယ်။ Okay ဒါဆိုလို့ရှိရင်တော့အဆင်ပြေလာပြီနော်။ဟုတ်ပြီ။ဒါဆိုရပြီ။ပေါ်ဝဲဆွဲတယ်ဘာမှဖြစ်တော့ဘူး။အောက်ဝဲဆွဲတယ်သူအဆင်ပြေနေပြီပေါ့နော်ဒါဆိုလို့ရှိရင် Google Play Store ထည့်ကြည့်အောင် Google Play Store ထည့်ဖို့တော့ကိုအရင်ဦးဆုံး Wi-Fi ချိန်လိုက်ပါနော် Wi-Fi ဖြစ်ဒါမှမဟုတ်ရင် Mobile Data ချိန်ပေါ့ Okay ဒီမှာ Wi-Fi ချိန်လိုက်ပြီတောက်မှာကဒီ Mi browser ကနေတွားပြီးတော့ဒီတွားတာအောင်မယ်နော်ဒီလိုရှိရင် agree ပဲနိုင်ပြလိုက်ဒီ sub bar မှာထောက်ပြီးတော့ခဏလေးအစပ်ဘာမှာထောက်ပြီးတော့ကျွန်တော်www.google.fuck okay ကိုလိုက်ပါနော်အဲဆိုဒီနေရာရောက်အောင်မယ်ပြီးလို့ရှိရင် DDA-APP-STORE sorry DDA-APP Store ပေါ့နော် Okay ပြီးလို့ရှိရင်ရှားလိုက်မယ်ဟုတ်ပြီအဲဆိုပေါ်ဆုံးမှာ DDA App Store ကိုတွင်မယ်ဒီထဲဝင်လိုက်မယ်ဒါဆိုဆရာတန်တိုးအောင်ရဲ့ဒီ website လေးရောက်အောင်မယ် website လေးရောက်အောင်မယ်ဆိုလို့ရှိရင်ဒီမှာ DDA Google Visit Tool ဆိုပြီးတော့ရှိတယ်ဒီကောင်ကိုတစ်ချက်လောက်ကျွန်တော်တောင်းလိုက်မယ်သူက link တစ်ခုပေးတာနော်စင်ပြေတဲ့ link ကနေတောင်းလိုက်ပါကျွန်တော်တော့ download လည်းရှိတယ်နော်အကယ်လို့download ဆင်မပြေဘူးဆိုလို့ရှိရင်လည်းဒီ video ရဲ့ comment မှာပြောလို့ရပါကျွန်တော် link အသေးချပေးမယ်နော်ဒီကျွန်တော်တော့ download ပြီးသားရှိနေတော့ဒီ file manager ထဲဝင်နိုင်မယ်
ဒီမှာ download ပြီးရှိနော်ဒီမှာဒီ app ကိုတစ်ချက်လောက်နှိပ်ပြီးတော့ install တင်လိုက်မယ် okay allow ပဲပေးလိုက်နော်ဟုတ်ပြီပြီးလို့ရှိရင်ဒီမှာသူက permission ပေးဖို့တော့ပေါ့နော် permission လည်းပေးရပြီးသားပဲဆိုတော့ okay ဒီမှာဒါမျိုးဆိုလို့ရှိရင်သူကဒီဗာလဲမီကောက်တောင်းလို့ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော် internet ရောဒီ wifi ရောဖွဲ့ပြီးတော့ဆန်ပြီးတော့တင်ကြည့်မယ်နော် okay အဲဆိုလို့ရှိရင်ဒီမှာ install တင်ပြီပြီးလို့ရှိရင် okay ဝင်လိုက်ပါနော်ဟုတ်ပြီဒါဆိုဒီဘက်မှာ DDA installer ဆိုပြီးတော့ပေါ်လာပြီပေါ့နော်ပေါ်လာပြီဆိုလို့ရှိရင်သူ app တွေဝင်ဆက်ဝင်လိုက်မယ်ပြီးလို့ရှိရင် allow ပဲပေးလိုက်ပါနော်ပြီးလို့ရှိရင်မ visit Google service ဆိုပြီးတော့ဒီမှာနှိပ်ပြလိုက်မယ်ပြီးလို့ရှိရင်ဒီကောင် on ပေးလိုက်မယ်အဲပြီးလို့ရှိရင်ဒီ Google Play Store ကိုကျွန်တော်တို့install တင်ပြလိုက်တယ်နော်ဒီမှာဆို allow ပဲနှိပ်ပြလိုက်ပါပြီးရှိ install တင်ပြလိုက်ပါပြီးလို့ရှိရင် okay ကိုနှိပ်မယ်အခုဒါဆိုလို့ရှိရင် Play Store ရပြီပေါ့နော် Play Store ရပြီဆိုလို့ရှိရင်ကျွန်တော် account ထည့်ပြီးတော့တောင်းလို့ရပြီโอเคဒါဆိုလို့ရှိရင်ဒီ KTT 5G အတွက် Google Play Store ထည့်လို့ UI ပေါ့နော်ဒါဆိုလို့ရှိရင် KTT 5G အတွက်ဒီ Google Play Store ထည့်လို့အဆင်ပြေသွားပြီပေါ့နော်ဒါဆိုလို့ရှိရင် KTT 5G အတွက်ဒီ Play Store ထည့်လို့အဆင်ပြေသွားပြီဒါဆိုကို down ရင်လည်းdown လို့ရတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲစင်မပြေတာရှိမှဆိုလို့ရှိရင်ဗီဒီယိုရဲ့ comment အောက်မှာပြောခဲ့ပေးပါဗီဒီယိုကိုစုံလက်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်